မင်္ဂလာပါရှင်တန်တိုင်ချမ်းမြေမှာပြန်လည်ကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်ကလေးကတော့မန္တလေးမြို့အရှိမြို့သစ်မမဖရိမှာရှိတဲ့အသစ်နေအိမ်ပါရောင်းလေးလမ်းမတင်လေးမှာရှိတဲ့ကွက်ကလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်ကလေးကတော့115ဒီကစံပြလမ်းမအတင်လေးမှာတည်ရှိပြီးတော့51လမ်းမရဲ့အနီးမှာတည်ရှိပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ20နဲ့အနောက်ကိုပေ60ရှိပါတယ်ရှင်အလှည့်လေးကတော့အားလုံးကြိုက်တဲ့မြောင်းလှည့်လေးဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရွက်စာတမ်းလေးကတော့ခရံလေးကိုအပေါ်ချမ်းလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်။ရောင်းချမဲ့ဈေးနှုန်းလေးကတော့$9600ပြည့်ဈေးလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။ဒီကွက်လေးကတော့ကတ္တရာခင်းသားပြီးသားလမ်းမကျိတ်လေးပေါ်မှာတည်ရှိပါတယ်ရှင်။ဒီကွက်လေးကိုစိတ်ဝင်စားရဆိုရင်တော့တန်တာအိမ်ချမ်းမြေ39985836လုံးခုကိုဆက်သွယ်ပြီးမြေပြင်ကြီးမဲ့ချိန်လေးတနားရီကြိုချိန်ပြီးလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်